နမောလင်းတိုင်းမနေ့ကစားဖို့အတွက်တွင်မိတဲ့စားစာတစ်ခုပြည်ပရောက်နေတဲ့မြန်မာလူမျိုးတွေအားလုံးလွမ်းရတဲ့မြန်မာစားစာတစ်ခုဒါအပြင်မြန်မာ traditional foods လို့ပြောလို့တာနဲ့ဘာအောင်မြင်ကြမလဲဟုတ်ပါတယ်မောငါပါဒီလိုမျိုးနှမ်းရတာမျိုးပြည့်စုံတဲ့မောငါကိုစားဖို့အတွက်အချိန်ကုန်ခံနေတုံးလားချိန်နဲ့ငယ်ပေးုံနဲ့မောငါကောင်းကောင်းလေးပွဲကိုစားရမှန်းနီလန်းကိုမြောက်ပြပါမယ်ရှင်ခွာလို့တခုရဲကိုပပဆွနေတော့ရှင်တွေကိုလောင်းတက်ပေးပါရှင်ဒေါ်နာမှာတော့မောငါတုံးလေးကိုထည့်စိမ်ပြီးတဲ့နောက်မှာတော့9မိနစ်ခန့်စောင်းဆိုင်ပေးရပါမယ်နော်လော9မိနစ်ခန့်ဆောင်ဆိုင်ပြီးတဲ့နောက်မှာတော့လွယ်ကူလျင်မြန်စွာစားသုံးနိုင်တဲ့မောငါတုံးလေးကအသစ်အနေထားဖြင့်ဖွင့်ဖောက်ပြီးတော့စားသုံးလို့ရပါပြီရှင်။မိုက်ခရိုဝေ့ရှိရဲ့လူများအနေနဲ့ကလည်း2မိနစ်ခန့်မိုက်ခရိုဝေ့ထဲမှာထည့်ပြီးအပူပေးုံဖြင့်လွယ်ကူလျင်မြန်စွာစားသုံးနိုင်သောမောငါဟင်းရည်တုံးလေးကိုရရှိမှာဖြစ်ပါတယ်ရှင်။အခုလိုမျိုးအရာအစင်းပြင်အနှံ့ရတာနဲ့ပါပြည့်စုံတဲ့မောငါဟင်းရင်တုံးလေးများကဆိုရင်ဖြင့်ကျောင်းသမားရုံးသမားများအတွက်အထူးသင့်တော်ပြီးတော့ပြည်ပသို့ရောက်နေတဲ့လူသမားများကျောင်းသမားများအတွက်လည်းအထူးပင်သင့်လျော်တဲ့မောငါဟင်းရင်တုံးလေးများဖြစ်တဲ့အတွက်ကြောင့်မို့လို့မြည်စမ်းကြည့်စေချင်ပါတယ်ရှင်။